ဟိုနာမလေးကျွန်တော်ပြောပြပါကျွန်တော်နာမည်ကတူးမြတ်ဟုတ်ဟို gravity ဆွဲတာတက်တန်းဘယ်လောက်ရှိပြီလဲမသိဘူးကျွန်တော်ကစပေါ်တရားဝင်ဒီဘက်မှာ gravity လုံးဆွဲမယ်ဆိုပြီးဆွဲတာတော့2008 2009လောက်မှာဆွဲတာပေါ့နော်ကျန်တာတော့ကိုယ့်ကိုတူလေးကတော့အရင်လေးကပကြီးဆွဲလိုက် gravity ဆွဲလိုက်ပဲဟုတ်ဟိုဒီ field ကိုဘယ်လိုရောက်လာဒီ field ကိုဘယ်လိုရောက်ကျွန်တော်အရင်လေးကငယ်လေးကပကြီးဆွဲရကျွန်တော်ပကြီးဆွဲဆိုတော့ပကြီးဆိုတာတဲ့အဲ့လိုကာတွန်းဆန်နဲ့ကောမစ်ဆန်နဲ့ကျွန်တော်လုပ်တဲ့ဥစ္စာရကြအဲ့လိုဒီဘတ်မန်တို့စူပါမန်တို့ကျွန်တော်မှီမလားတော့မသိဘူးအဲ့ဥစ္စာဒီလုံးတို့ကိုကူစီတို့ကျွန်တော်အဲ့လိုကာတွန်းဆန်နဲ့ရုပ်တွေဆွဲနဲ့နောက်ပိုင်းအဲ့လိုဆွဲပေါ့နော်ဆွဲနဲ့နည်းနည်းကြီးတဲ့အခါကျအဲ့လို acid ထွက်တော့ကြတော့ acid တို့အဲ့မှာ NS တို့ဘာလို့ထွက်လာသူတို့ကာပိုင်းမှာစလုံးတွေပါဘာရင်မှမသိဘူးပေါ့နော်အဲ့စလုံးတွေလိုက်ကူရေးအဲ့လူကနေမှကျွန်တော်အဲ့လိုဘာလဲပေါ့နော်အဲ့လိုမျိုးရေးကြီးအဲ့မှာဘာလဲမှမသိဘူးဘာရေးရမှလည်းမသိဘူးသူတို့ကစလုံးရေးတာပဲဗျာအဲ့လူကနေမှရင်းနဲ့နောက်ပိုင်းကျတော့မှ2008 2009ကျတော့မှဒါပါလားပေါ့နော်အဲ့လိုတိလိုက်အချင်းကြောင့်မှကျွန်တော်ငယ်တဲ့ကဆွဲတာလဲကောမစ်ဆန်နဲ့ဒီကောင်ဒီလုတ်တဲ့ဥစ္စာလဲအဲ့လိုပုံစံကြီးတော်တော်ဆင်နေပေါ့နော်အဲ့ကျွန်တော်နောက်ပိုင်းဆွဲပြတဲ့ဥစ္စာရလဲအဲ့လို music ကြိုက်တော့ကြတော့အဲ့လို headphone တွေတို့ဘာလို့ညာအဲ့လိုမျိုးတွေဆွဲတာများတယ်ဆွဲနေအဲ့ဒါတွေဆွဲတော့ကြောတွားပြီးတော့တိုက်ဆိုင်နေဗျာတိုက်ဆိုင်နေတော့အဲ့ဒါငါဒီ line ကငါပိုင်နေ line ပေါ့နော်ဒါငါလည်းတကယ်ဝါသနာပါတယ်ပေါ့နော်ဒီဥစ္စာဆိုအဲ့နဲ့လုံရင်းဆွဲနေဒီဘက်ကိုရောက်မှမသိတဖြည်းဖြည်းနဲ့ရောက်လာဗျာတကယ်တမ်းကို artist အနေနဲ့ရက်တည်တဲ့အချိန်ကျတော့ဒီ line မှာပဲလုံးဝရက်တည်လိုက်တော့မယ်လို့ဆုံးဖြတ်ချက်ချလိုက်တာ graffiti writer ဆိုလို့ဒီမှာလမ်းပေါ်မှာရေးနေရေးွားတို့ဒီကောင်လက်ကားပါကွာပြောလို့မရဘူးဒါသူ့ရဲ့ရက်တည်ချက်ပဲသူ street ရဲ့သမား street ရဲ့လောက်သွားလို့ဆိုပြီးတော့သူ့မင်းကတော့ message ပဲပေးနေတယ်ငါတို့ graffiti line ကမဟုတ်ပါဘူးကွာဆိုတော့ဒါလည်းသူခံယူချက်နဲ့တူတယ်ပဲအဲ့တော့ကျတော့ကိုရက်တည်တဲ့ဥစ္စာဘာလဲပေါ့ကိုပေါ်ပိုင်းမှာတည်တယ်သူ့ကိုတီးဖို့လိုတယ်ပေါ့နော်ဟိုကတလုံးနဲ့ပါဒီစီတော့နာမည်စီတယ်သူနာမည် PSP ဟိုတင်းစားတွေပါကြီးထဲမှာဟိုဖော်ပြလာတာရှိတယ်ပေါ့ဒီကဘာရေးဖျားလမ်းမဘက်လို့ဘာလို့မှဆိုတယ်ဒိုဂရာဖတီနုပညာဆွဲလာတာကြီးတန်တယ်ပေါ့ရုပ်ဆိုးရဆိုပြီးတော့ကြီးလာတာရှိဒါပေမဲ့ရေးတဲ့လူဘက်ကအမြင်ကမပေါဘူးအခုကြီးတဲ့လူဘက်ကအမြင်ပေါ့ရေးတဲ့လူဘက်ကအမြင်ကဘာလို့ဆိုလို့ကြည့်မှာပါတော့လေဒီဗီဒီယိုကြိုက်ဒီလိုရေးလိုက်တယ်ဒီလိုရေးရတယ်ရေးတော့လေသူလည်းသူမြင်လို့ပြောတော့ဟိုလိုပုံမှန်ဒီကလည်းနောက်ဟုတ်မင်းမတို့လည်းပြောမှာကျွန်တော်မြင်လာရေးတယ်လို့ပြောအဲ့တော့ကိုလိုကိုလိုတာသူလည်းပြောဘယ်လောက်ပြောနိုင်မလို့တော့ရေးနေတယ်သူများနိုင်ငံတွေရုပ်မှုထုံးကားတယ်ပေါ့သူများနိုင်ငံတွေကထုံးကားတယ်သူကလည်းပေါ့ဒီမှာကျတော့ဒါထုံးကားဆက်ဆိုတယ်သူကအတင်းကြီးပြည့်နေတာလူတွေလက်ကမှုတွေခက်ခဲနေဒီလိုစားတော့ပေါ်နေတယ်ဒီလိုစားလို့လုံးနေတယ်ကြီးပြည့်အဲ့လိုလက်ခံလာမယ်ဆိုရင်ကျွန်တော်သိတယ်ဒီခိုးဆွဲရရရတာအမြင်ပါဝမယ်ညာအမြင်ပြောင်းသွားမယ်အဲ့လိုတက်ပြီးမှုတိတ်မလို့ဒီတာဘက်ကရမယ်သူတို့ဘက်ကအကောင်းမြင်လို့ကျွန်တော်တို့ဘက်ကလည်းအကောင်းမြင်လုံးမှာပေါ့အဲ့လိုသူကမှန်လို့ပဲအကောင်းသူကရည်ကြရင်သူတို့လည်းပြန်ရည်ကြမှန်တဲ့လူကလည်းပြန်ရည်ကြအောင်အဲ့လိုဖြစ်သွားလိမ့်မယ်ဒီတန်းကြရလို့ပြီးတော့ဘယ်လိုလဲကောင်းအောင်ကောင်းတယ်ဒါပေမဲ့ဟိုဥစားပြောက်သွားမယ်အဲ့ဒါတော့ပြောက်သွားမှာဟိုဆွဲလူရရှိနေမှာပဲအဲ့တော့ဟိုအဲ့လိုဘယ်မှာအဲ့ဒါကံတယ်တောင်းနေမှာဖြတ်စည်းရဆွဲရလို့ကြတယ်ကိုယ်ပိုင်သိသိကြတယ်ဒီညမှာတက်ဆွဲလို့အောင်လုပ်နေလို့နေစောင့်နေကိုနိုင်ငံရောကိုမြို့ရောဒီကိုမြို့နယ်ရောဟိုအဲတယောက်ချင်းတောင်းရင်မှုနဲ့ဆိုင်ဟိုဒီလောက်အောင်လုပ်တယ်လောက်သူစိတ်ကလောက်အောင်လုပ်ချင်တဲ့သိလို့ရင်ဒါလူလောက်အောင်လုပ်မှာအဲ့ဒါလူကလည်းလက်ခံပါပဲသူကသူဖြတ်စည်းနေတဲ့သိကြည့်လို့ရင်အဲ့လူကရှောက်ချစ်ပြီးလုပ်သွားမှာအဲ့လိုတယောက်ချင်းရှင်းနေထားတဲ့စိတ်ကလည်းဆိုင်မျိုးဆွဲဖို့နေရာလေးတတ်မှတ်ပေးတာကောင်းဟုတ်လုပ်ပြီးတော့နေရာပေါ့ရေးလို့ရတဲ့နေရာလုပ်ပြီးတော့ကောင်းတယ်မဲ့ဒါပေမဲ့ဟိုဒီခိုးဆွဲဘုံမင်းဥစ္စာကြတော့အဲ့ဒါပြောက်သွားတယ်တော့သူကမျိုးပေါ့အဲ့လိုနေရာပေးလိုက်ရင်လည်းပျောက်သွားမှာရှိတယ်ပေါ့အဲ့နေရာပြင်တခြားနေရာမှာလည်းသူတို့မ
ပေးရတဲ့နေရာမှာလုံနေကြမှာ လုံးပါပဲ အဲ့တော့အကားလုံးကမျက်ခွက်ပြလိုက်တယ်ဟောအဲ့ဒါ ပြေရောပြေဘူးလားလိုက်ခါတာပေါ့ပြေရောပြေဘူး ဖားပြေးတော့ပြေးဖားခါတာ ခါခါ ဟုတ်ပြေးပြန်မှန်းလို့ တိုင်လိုက်တော့ အားတော့ပြေးဟိုတက်ဖန်တာရှိ မနက်ဆန်ဘူးက အဲ့ဒါဘယ်လိုပြေမှုတွေပြီး နော်အညာရပတ်စံတော့အဲ့ဆက်ပါ အဲ့တဲ့ခါအဲ့ခါတော့ဘိုးဝဲ ခန်းတော်တော်မှာလိုက်ပါလေ အဲ့ဒါခေါင်းပြောတာဒီတက်ပါတွေ့စီနေဟာပဲပြီးလုပ်ကြည့်သေး ပုံမှန်ကြတော့ဗာပုံမှန်ကြီးတက်တယ်သူ ညာဟိုမှာလေ6တက်60တက် တို့ပိုင်တယ်လို့ပြောတယ်တော့ဒီတို့ပိုင်တယ်ဘာလဲခဏမသိတို့ပိုင် ဒီလိုတိုင် မြေရောက်တယ်မြေရောက်တယ်ကိုယ်ကျင်ထဲမှာရှိတဲ့ခံစားချက်တစ်ခုကိုအကြည်နဲ့ပဲဖြစ်ဖြစ်ဒီနုပညာနဲ့ပေါ်ထုတ်ပြီးတဲ့အချိန်ဘယ်လိုခံစားလဲအဲ့အကြည်ကားတစ်ချက်ပြီးသွားတဲ့အချိန်စိတ်လှုပ်ရှားတာနဲ့ဘယ်လိုခံစားလဲအဲ့ဒါလေးပြီးတယ် ဒီဝင်ရ ဒီဘောတော့မိုက်ရတော့ကောင်းတယ်သူပြောရမယ် ငယ်ပေါ့သွားတယ်မိုးပြပူအောင်လေးတော့ပွဲ တဲ့ရ တရားပေါ်ပါမိုက်ရပါ ကိုပြောနေတာပြောလိုက်ရတယ်ကိုပေးနေတာပေးလိုက်ရတယ်ပြန်ရလိုက်ရချုပ်လိုက်ပဲငင်းပဲတော်ရဲ့ ဘူးဆွဲတဲ့အခါမှာဘူးကျွန်တော်အရှိရအကြည်ကားလေးကိုလေးလို့ဆွဲသွားတဲ့အချိန်ခုလေးခေါင်းတွေပါလေးတုံးဟောဒီဆေးဘူးလေးတုံးဒီဟာရဲ့ cost ပေါ့နော်ဒီခေါင်းတွေဘယ်လိုရှားလဲဒီဟာတွေကိုလေ့လာဘယ်ကနေလေ့လာကျန်တဲ့လူလက်ဆက်ကမ်းနေပညာလက်ဆက်ကမ်းနေလေးတို့ဘယ်လိုလေ့လာခဲ့ဘယ်လောက်အချိန်ကြီးပေးခဲ့ရတယ်အချိန်ကအဓိကပဲဒီအချိန်ကြီးဘယ်လောက်ကုန်ခဲ့လဲဒါတွေလေ့လာခဲ့ဘူးအတွက်အဲ့ဒါလေးကိုကျွန်တော်ပြော အားတော့နောက်ဆုံးအားတော့လို့ရှိ လေ့လာတာတွေကြတော့ဘယ်လိုလေ့လာလဲ ညာတော့အင်တာနက်မှာညာတော့ဒီစောင်းဆိုတာဒီအဲ့လိုစောင်းဆိုတာဒီမှာရန်ကုန်မှာတော်ရှာရွှေလောက်နေနေကိုဟိုစားရွှေလောက်နေနေကိုရှာတယ်တမွေးရှိရောအဲ့တော့တွေ့ရတာသိမလို့ စိတ်ပါမှုနဲ့ဆိုင်စိတ်ပါတော့လေးတာ စေရထပ်တယ်မို့တော့ဟိုဒီနိုင်ငံလူတွေဘယ်လိုဆွဲကြည့်အင်တာနက်ကပဲဒီက YouTube ပေါ်ကကြည့်တယ်ဒီ Google ကနေတော့ပုံလေး download ဆွဲကြည့်ဒီ subscribe ကောင်းနေရတော့ဒီနိုင်ငံခြားသွားတဲ့အတီးတွေကိုပါလေရှိတယ်သူ့ကိုမှာ experience ကောင်းอ่ะသူကဘာတွေပွားသွားလဲ ဘာပါလဲဆိုဒီကောင်လေးကျတော့ဒီကစုံတယ်ဆိုလို့ပဲသူကသူ့မှာဒီ point ဒီလက်တန်းတစ်ဝက်လောက်ပေါ့အဲ့တော့တေးရတယ်ဆိုတော့ဒီလောက်အဲ့တော့ဆိုင်မျိုးမျိုးရှိတယ်အဲ့တော့ဟိုကဒီကတော့စုံတယ်တစ်ချောင်းနဲ့ဆိုရင်တိတ်ခံတာအသိမမိုက်ဒါပေမဲ့ဟိုစုံတယ်ဟိုသူ့နေရာနဲ့တက်တော့လုံးရောဒီအကြီးဆုံးတဲ့နေရာအကြီးဆုံးအသေးဆုံးတဲ့နေရာသုံးပြီးတော့ဒီကကြည့်အပူကြွလို့ဒီ spray ကဒီလိုရတယ်အဲ့တယ်ပဲဒီကတော့စုံတယ်နေအများကြီးနဲ့သုံးပြီးသွားဆိုတော့ဒီကတော့ဆိုရင်စုံတယ်ချောင်းနဲ့ရင်အဲ့ကြီးတယ်တိတာသူ stop ရဒီတေးပြီးတော့အဲ့တစ်ချက်တည်းမှာပဲတေးပြီးတော့တိတ်ကြည့်လို့မကောင်းအဲ့လိုမျိုးကွာနေပုံပူတော့အဲ့ကွာ ငွေကြီး budget ပြဿနာကိုဘယ်လိုဖြေရှင်းခဲ့ ကြီးအကြီးကတော့ဒီဘက်ကဒီလိုပဲစင်မပြေတယ်မရှိရင်လည်းရောင်း ထို နိုင် င်နေရှိနေတယ်ရှိရင်တော့ချ ချတယ်ဟိုတကယ်ရန်ဆွဲကျင်နေတဲ့အားမျိုးတွေကြီးတဲ့တည်းပေါင်းလိုက်တယ်ရောင်းလိုက်ဆွဲသိဘူးဟုတ်တယ်အဲ့လိုဒီနေ့ရရှိ ပကြီးကဒီလို graphically တစ်ခုဖြစ်ဖို့အတွက်ဒီ save ဘိုးတွေဘာတွေလဲဆို cost ဘယ်လောက်လောက်ကျနိုင်လဲ တောင်းဝဲတော့ကုန်မှလည်းထင်တောင်းဝဲတော့ပါဘုရားတွေကလည်းလို့ကြည့်ကျွန်တော်နေနဲ့တွေ့တခါလို့ လူများနိုင်ငံတွေမှာဆိုရင်ကျွန်တော်တို့မီးရထားတွဲတွေစက်ကောင်းတွေမှာပါဆွဲထားတာရှိတယ်။အဲ့ဒါကြောင့်သူကမီးရထားပြေးနေတော့တော်တော်များဒါကိုကြည့်လို့ရတယ်။အခုကျွန်တော်တို့ရှိမှာတော့ဒါမျိုးတွေဆွဲဖို့အစီအစဉ်ရှိတယ် အဲ့လိုဆိုရင်သူကရထားကိုဂင်းနဲ့ပေါက်ရင်တော့မှ6နှစ်လား3နှစ်လားမသိဘူး။သွားညဆိုရင်
就变不了了。 တခြားအခုလောလောဆယ်မှာစေးမတုတ်တော့ကြည့်ရတာတော့သိမကောင်း 定老养领卷， ဘူးဒီလို art နဲ့ပေါင်းဆက်လိုက်လို့ရှိရင်ဖြစ်ပေါ်လာမယ်ဟာ 连买过来连买过。 သိန်းတော့တဲ့တိုင်တော့တော်ကောင်း ဘယ်လိုပြောရမလဲပေါ့နော် အဲ့လိုမျိုး project တွေညီလေးတို့ခေါ်ပြီးတော့ government ဘိုင်းကလုပ်မယ်ဆိုရင်ရောစိတ်ဝင်စားမှုရှိတယ် 人这个 ချစ်တယ်ချစ်တယ်လို့တော့ 为了啊，干嘛没 ရှိ 事 တယ် 的？ အာဘာမှမအောင်ဆို ကောင်းမှာ 为了啊，干嘛没？ တို့ဒီ gravity ဆွဲလို့ဟိုလာဖန်ဆီးတာတို့ဘာလို့ပေါ့ဥပဒေအကြောင်းအရရေးယူတာတို့ဘာလို့အဲ့လိုမျိုးတွေကိုလှုပ်ဆောင်ခဲ့လို့ရှိရင်ညီလေးတို့ဘက်ကဘယ်လိုခံစားရလဲ ဟုတ်ကဲ့ဒါသူတို့တော့ 对了对了。 အဲ့တော့သူကဖမ်းရတာဒါကျွန်တော်ကကျွန်တော်ခိုးလို့လည်းကျွန်တော်ခိုးရတယ်ဒါသူတို့စီခိုးရတယ်ပေါ့တစ်စီးရတယ်အဲ့ဒီစီးရအဲ့တော့ဖမ်းမတာသူတို့ဖမ်းကျွန်တော်ပြေးရမယ်ပြေးတယ်မင်းရင်ဝင်လိုက်ပြေးတယ် 对，对鸡们就要的，对的，对的，对不看到。 ဦးစိန်တော့ဖမ်းမှာဖြစ်တာ 不是，看嘛，都漏的，尿淋没了，漏了看到了尿淋没了。 တိကရဲ့တိကရဲ့ ကြည့်ရတော့ကင်းနေပါလေ ဟုတ်ကဲ့တို့ပေါ့ လို့တော့ရှိမှာဟုတ်လားတဝဲတစ်ခုကိုဟုတ်လားအဆောင်ကိုကွန်မန်ဒိုတွေဝင်စည်းလို့ပဲကင်းရရှိရတယောက်နောက်မှကင်းဟိုဘက်ကင်းနေတော့မှပပောင်းမှကြည့်နေရေးလိုဝင်ရေးအဲ့လိုတို့ကတေချာအောင်လုပ်တယ်ဒါပေမဲ့မတေချာတော့ဖန်ငယ် ရန်ကုန်မှာရှိတဲ့ညီမကြီးမှာရှိတဲ့ artist တွေဟောစုစည်းလို့ရတယ် ရတယ်အကုန်လုံးကိုယ်နဲ့ညီနေရေးတော့ဒီလိုရေးနေတဲ့လူတွေက social networking မှာညီလေးတို့ဘက်ကဘာတွေလုပ်တာရှိလဲ ဒီလိုမျိုးကျွန်တော်တို့ page ပေါ့ page ရှိတယ်အဲဥစ္စာအကုန်လုံးနဲ့လက်ချိတ်ထားတယ်ဟိုတော့တခု သိန်းတော့မှာ Facebook ပေါ်မှာ Facebook ဘယ်လို ပေါ် ဖြစ်နေလဲ WTC ပေါ့အဲ Facebook လောက်ထားတယ်ပြီးကျွန်တော်တို့ဒီ plan တစ်ခုရှိတယ်ပေါ့ပွဲမဟုတ်ဝင်တော့ညဒီနေရာကြီးတစ်ခုကျွန်တော်ရတာပြီးဥစ္စာရှိရော service ရှိရတယ်ဆိုရင်အဲကြားပွဲတွေလည်းခေါ်လိုက်ခေါ်လိုက်တယ်သူတို့ဘက်ကလည်းဆွဲမယ်ကြိုက်တယ်ဆိုရင်ကျွန်တော်တို့တင်းတစ်ခုရွေးတယ်တင်းပေါ့ဟိုမက်လူတွေ message ပေးနေတယ်တင်းတစ်ခုရွေးတယ်ရွေးပြီးကျွန်တော်ဆွဲ business ပိုင်းမှာဟောစားဒီ company တွေစီးပွားရေးဘာတွေကဟိုခေါ်ပြီးတော့ promotion လုပ်တာတို့သူတို့ရဲ့ advertisement ကိုညီလေးတို့ရဲ့လက်ရတွေနဲ့ပေါင်းဆက်တာတို့အမှုပညာပေါင်းဆက်မှုတွေပါရောရှိတယ် ရှိတယ်ပေါ့ဒီဟိုသူအများတော့ဒီက decoration ပေါ့ decoration ဆိုတာသူဆိုင်လာဆွဲနေတယ်သူဆိုင်နေမယ်တော့အဲ့တော့ပုံကြီးတို့ဆွဲမယ်ဆိုတော့ဒီဒါခေါ်ပြီးဆွဲရတယ်ရှိတယ် ဒီ gravity နဲ့ပတ်သက်လို့နိုင်ငံတကာမှာတော့ဒီဂျမ်မီဆိုရင်အရှိနဲ့အနောက်နဲ့ဒီအတိုင်းလို့ခေါ်တာအတိုင်းကာလာတဲ့နေစည်းမြင့်လို့အတိုင်းပတ်လေဆွဲထားတဲ့ art ကြီးစီတော့အဲ့ art တွေအဲ့ art တွေကိုမြင်တယ်ကိုယ်က ကောင်းလို့သူခံစားချက်တွေလူကြောအဲ့ဒီတိုင်းကြီးကိုသူကဟိုဒါဖြိုးလို့သူစိတ်ကူးအမျိုးမျိုးလုပ်လာတာ အဲ့အမှုပညာဒီတိုင်းပြို့ဖို့အတွက်ကိုတစ်ဖက်တစ်လမ်းကပူညီခဲ့တယ်ဆိုရင်ယုံကြည်လို့ရတာ ငွေရတယ်အဲဒီကသူစိတ်ပဲစိတ်ထဲကိုဝင်တော့တိစိတ်ဖြစ်တယ်မတိစိတ်ဖြစ်တယ်စိတ်ထဲကိုဝင်သွားတယ်သူအဲ့ဥစ္စာတစ်ချိန်မှပြန်စစ်တော်လာတာစစ်တော်လာအဲ့ဥစ္စာဖြစ်သွားတာအပိမှု ပြည်တွင်းမှာကျတော့ဒီလိုဖြစ်တယ်ဆိုတော့သူတို့ကစစ်ဖြစ်နေတဲ့ဒေသတွေရှိတယ်အခုကကချင်ပေါ့ကချင်ပြည်နယ်မှာဆိုရင်အခုစစ်ဖြစ်နေတယ်အဲ့ဒါတော်တော်လေးကြာသွားပြီပြည်တွင်းစစ်ကကျွန်တော်ကဒီမှာကချင်မှာရှိတဲ့ပြည်သူတွေကိုကျွန်တော်တို့ရဲ့ခံစားချက်ကျွန်တော်တို့ကလည်းသူတို့နဲ့တရားလေးရှိတယ်ဒါပေမဲ့ဒီစစ်ပွဲကြီးကိုရက်စိတ်ချင်ဒီလေးစစ်ကိုစစ်မီးကိုငြိမ်းချင်ဒါပေမဲ့ကျွန်တော်တို့ကပြတာပိုင်ခွင့်ကလောဆယ်မှာသူတို့ရှိမှသွားဆွဲဖို့ကလည်းအဆင်မပြေနိုင်ဘူးလောဆယ်ရှိတာတော့ကျွန်တော်တို့ရန်ကုန်ကနေပြီးတော့မြကြီးနာဖြစ်ဖြစ်ဖားကန်ဖြစ်ဖြစ်ယထာတွေရှိတယ်ဘူတာဝတီပေါ့ယထာလမ်းကြောင်းရှိတဲ့နေရာတွေအဲ့ယထာလမ်းကြောင်းမှာသွားတဲ့ယထာလူစည်းယထာပဲဖြစ်ဖြစ်ပုံမဲယထာပဲဖြစ်ဖြစ်အဲ့ဒီပုံမှာကျွန်တော်တို့က gravity ဆွဲခွင့်ရခဲ့လို့ရှိရင်ကိုတို့ဘယ်လိုမြင်လဲဟိုဘက်ကပြည်သူတွေခံစားရမယ့်ဥစ္စာကိုဘယ်လိုမြင် တော်မိုက်တော်ကောင်းတယ်ဒီ
အမှုတင်ညာဆိုတာဒီတော့ကြည့်လိုက်တဲ့လူသူပေးနေတဲ့ message ကရွေရက်ကောင်းတယ်မှိုက်တယ်ကြော်စီနေတော့နည်းဥစ္စာဖြစ်တဲ့ message တွေတခုပေါ့ဗျာလူရဲ့စိတ်ခဏပြောင်းသွားမယ်ဆိုတော့မှိုက်သူတို့ဥစ္စာပေါ့ပြောင်းအောင်ပေါ့ဒီကြည့်လိုက်တဲ့ message ကသူတို့မသိစိတ်တွေဝင်သွားတယ်အဲဒီနေခဏလေးပဲသူတို့2မိနစ်လောက်ပဲဖြစ်ခံစားလိုက်ခံစားချက်လေးဒါလေးကမိုက်တယ်အမြဲတမ်းဒီလိုဖြစ်သွားမယ်ဆိုရင်အမြဲတမ်းဒီလိုသာခံစားသွားမယ်ဆိုလို့ရှိရင်အရင်ကောင်းပါမယ်ဆိုပြီးသူတို့စစ်တိုက်လိုက်ရှက်လိုက်လို့ပို့မိုက်ရတယ်ကျွန်တော်တို့အခုဒီမှာရန်ကုန်မှာအားလုံးကဒီမှာရှိတဲ့တချို့ရုံးတွေပါဆိုတော့ဘတ်ဂျက်မရှိလို့ဒီအစီမတုံးလို့ဖိတ်တော့လို့မရတဲ့နေရာရှိတယ်အဲ့လိုနေရာမျိုးတွေပါဒီလိုမျိုးဂရာဖီလေးတွေဆွဲရင်တော့ဘယ်လိုဖြစ်လာလဲမိုက်တယ်သူ့ဆိုတာပေါ့သူရုံးတယ်လေသူ့ရုံးနဲ့ဆိုင်တဲ့message မျိုးဖြစ်ပုံစံမျိုးပေါ့သူ့ရုံးနဲ့ဆိုင်တဲ့တင်ကြောက်တာမျိုးပေါ့အဲ့လိုမျိုးဆိုရင်ပို့ပြီးတော့မိုက်ဒီဆွဲတော့မိုက်တယ်ဘယ်များလို့ဆိုမိုက်တယ်ဟိုဒီတချို့တို့ရက်ွက်တယ်မှရှိတယ်ကလေးစာသင်ကျောင်းတွေပါလေမူလာတန်းကျောင်းအဲ့ဒါတရက်ကရိုက်လို့ရတယ်ကျောင်းကြီးကတော်တော်လေးရင်းရင်းကြီးတော့ဘူကြီးလည်းဒီပြောစိတ်တွေအဲ့ဒါလုံးလည်းငယ်တော့အဲ့လိုကျောင်းနေတင်လာတော့ကြောင်းမကောင်းကျောင်းကြီးကြည့်လိုက်တာစိတ်ကညစ်အရှိမ black book ချဲရှိနေပြေးလို့ရှိနေတစ်စားလို့ပေါ့ဒီဥစ္စာအခန်းကြီးပဲအခန်းကြီးကအယောင်ကြီးရတယ်တုတ်တာအနုတင်မျက်စိမရှိဘူးပြောလို့ရအယောင်ကျင်စေးကျင်ပြီးတော့တုတ်ချတယ်အဲ့တော့တင်ရရဲ့ကလေးလည်းဥစ္စာတက်တယ်အဲ့မှာဥမာမူလာတဲ့အကြောင်းဆိုရင်ကလေးနဲ့သက်ဆိုင်တဲ့ဒီသူတို့တင်ုံညွှန်းတဲ့နေကဒီကြပြားတွေကဟာဒီအယုတ်လေးချီးရအယုတ်လေးအဲ့လိုမျိုးလေးလုံးလိုက်မိုက်မယ်နောက်ဆိုကလေးတွေစာတင်ရတယ်ကြောင်းဒီအယောင်တွေကအတော်စကားပြောတယ်အဲ့ဒီကလေးစာတင်တဲ့အခန်းထဲမှာအဲ့လိုကြောက်စရာပေါင်းတဲ့အယောင်ကြီးနေတိတ်မမအဲ့လိုဘာကြီးမှမသိရဘိုးတော်ကြီးလို့ကိုတော်မြတ်ကြီးလို့ဆက်ရအောင်ယူနောက်တစ်ခုပါကျွန်တော်တို့ရန်ကုန်မှာ HIV နဲ့ပတ်သက်ပြီးတော့ prevention တွေအဲ့ဒါလို message လေးတွေNGO အဖွဲ့အစည်းရောက်ပြီးနိုင်ငံတော်ကဖြစ်စမ်းမာရေးအဖွဲ့အစည်းတွေရောက်ဖြစ်ဝိုင်းဝန်းပြီးတော့ artist တွေနဲ့ပေါင်းပြီးတော့ဆောင်ရွက်တဲ့နေတယ်ထင်တယ်အဲ့လိုဆောင်ရွက်ခဲ့လို့ရှိရင်တော့ဘယ်လို reaction တွေဖြစ်လာလဲဒီတချို့ဆိုရင်မတိလို့ပေါ့ဒီထမင်းလူစားမှာစလိတ်လူတောင်းမှာရေလူတောင်းမှာကြောက်တာရှိတယ်တကယ်လို့ကအဲ့လို message ဘာမှမထူဆိုတိသွားတယ်အဲ့လိုပြည့်တဲ့ message ပေးနေတယ်တော့ကောင်းအောင်ဟိုဘက်ကဟို HIV ဝင်လာရင်ဆက်ဆံခံရတဲ့လူပါလေသူ့ဒီအဲ့လိုရှောင်းဝဲဆက်ဆံလာတဲ့လူဘာမှမထူဆိုတိပြီးတော့ဘလို့ပုံမှန်တိုင်းဆက်ဆံတယ်ဆိုတော့ဟိုဘက်ကခံစားရလို့ရတယ်ဟိုဘက်ကအဆင်ပြေမှာလူမှတီဗီမှာကြညာရဲစားလောင်းမှာကြညာရဲဒါလို့ဆိုတာဟိုမှာစားလောင်းဆိုလည်းဖတ်နိုင်တဲ့လူတွေကတော်တော်တီဗီဆိုလည်းတီဗီကြီးရဲ့လူတွေရှိနေတာအဲ့လိုမျိုးကဟို public space မှာဆိုရင်အဲ့ဒါဖြတ်သွားတဲ့လူကိုမြင်ရမယ်ဟိုသူကလည်းချမ်းသာပြီးတော့ကားကြီးစီးပြီးတော့ဆိုတာပြဿနာမရှိလို့ချင်းပဲရောက်ဘလို့ပဲတော့အဲ့ space ကိုဖြတ်သွားတဲ့လူတွေအဲ့ဒါကိုမြင်ရမယ်အဲ့တော့ကိုထိအောင်မယ်တကယ်အောက်ခြေမှာဖြစ်နေတယ်စင်ရာဒီလူကသာပြည့်ရဲ့ဘဝကိုပြုတ်ပေါ်တဲ့ဒီလူကဒီ image ဒီစဲဝင်တာခဲ့လို့ရှိလူခံစားအဲ့လိုရေးဆွဲဖို့ဆန္ဒရှိတယ်အဲ့လိုတော့စိတ်ဝင်စားဒီလူဖွဲ့စီမှာမလိုတဲ့ဟာတွေကဥစ္စာမလိုတဲ့ရှိတွေပဲရောက်အနည်းရီစရာကြီးတွေတို့ရတယ်တော့ရီဖို့ပေါ့အဲ့ဒါမျိုးတွေတို့ရေးရညာလောင်တော့ဟိုခံကိုခံတော့လောင်နေတာတို့ပြန်လောင်နေတာဟိုလူလုံးတယ်ကျိုးဆိုတကယ်လိုရတယ်အဲ့ဟုတ်တယ်မသိဘူးမရဘူးမလိုအပ်ဘူးဒါပေမဲ့ရရဲ့အနည်းတော့ရတယ်အဲ့လိုမျိုးအဲ့လိုတို့မရရဲ့ဥစ္စာမျိုးပေါ့လူတော့ပြောဒီကသူဥစ္စာပေါ့
မြင်သွားလို့ရှိရင်ပေါ့ဒီဥစ္စာတွေကဒီအောက်ခြေမှာလူဖြစ်နေပါလားလူကြီးရောင်းရှိမှာလူဖြစ်နေပါလားအဲ့လိုဒီဇလန်တစ်ပုတ်ကိုကြောပြလို့မျိုးအဲ့လိုမျိုးဆွဲကြတယ်ဟောသူတို့အောက်မှာဘာဖြစ်နေလဲမသိဘူးအဲ့လိုဒါပေမဲ့အဲ့ဒီရေးထားတာတစ်ခုတွေ့လိုက်တယ်အဲ့ဥစ္စာမျိုးဆိုလို့ရှိရင်လူကြီးလည်းသိပါမှာဒါတော့တတိတိပွားနေပါကတ်တုံးတွေပါကြတယ်ကတ်တုံးတွေပါကြဂျာတိုင်းထဲမှာရှိတော့ဂျာတိုင်းထဲမှာရှိသူကမသိအခုဒီ graffiti art နဲ့ပတ်သက်ပြီးတော့ကိုအားကြခဲ့တဲ့ graffiti artist တွေဒီ level ဖြစ်ဒီပါရှိခဲ့တာ ရှိရပေါ့ဆန်နမူနာယူရတယ်လူပေါ့ဒီဂျာမနီကအဖွဲတော်ကြိုက်မက်လိန်ခရူတော်ကြိုက်တယ်လို့ပြောတာပြီးတော့အင်္ဂလန်ကဟိုကဘန်စီအဲ့တော့တန်တဲ့အားတော့မိုက်ဒီလူအဖွဲ့ဒီမှာဖြစ်နေတဲ့အကြောင်းအရာတွေဆိုတော့လောင်တဲ့ဟိုဒီသူတို့ရှိမှာဒီဥစ္စာ graffiti ကိုတင်းတင်းကြပ်ကြပ်ရေးယူတဲ့အချိန်မှာသူကအဲ့ဥစ္စာကိုပြန်ပြီးတော့တော်လှန်တဲ့ artist ပေါ့ဆိုတော့မိုက်သူတရုပ်ခေါ်တဲ့အားတွေတော်တော်အောင်တော်တော်ပြောင်းမြောက်တယ်အဲ့ခွဲတော့မြန်မာနိုင်ငံမှာလည်းတော့ဒီဆရာတော့တင်ပြီးတဲ့ဆရာအဲ့ဆရာကအကြဆရာရှိဆိုတော့ဟိုကချက်သူတို့ရဲ့ရေးဟန်တွေပါတယ်သူတို့ရှိရပဲအတူယူပြီးတော့ဒီဘက်ကိုဒီဘက်မှာပြန်ရေးတယ်ရှင်းဆောင်နေကြတော့အဲ့လိုဆရာတွေကဘယ်လိုနေရာမှာပကြီးဆွဲတော့ကျတော့ဘယ်လိုသူတို့ဒီဆရာတွေနဲ့ဘယ်လိုနေရဒီသူတို့ကျတော့ဒီဥစ္စာဒါလည်းအမှုညာပဲဒီစေဘူးနဲ့စုတ်တန်နဲ့ပဲပွဲသွားဒီစေဘူးဆိုတာစေဘူးနဲ့စုတ်တန်ဆိုဒီအမှုညာဖန်ပြီးတဲ့နေရာမှာဒီမီဒီယာတစ်ခုအနေနဲ့ပဲသုံးသွားတယ်လို့သူတို့မြင်တယ်လို့ကြတော့မိုက်တယ်ပြောဆိုတာကောင်းတယ်လက်ခံတယ်အမှုညာကအချင်းချင်းအဲ့လိုတော့တို့ကြတော့ဒါကိုမီဒီယာတစ်ခုအနေနဲ့ပဲသဘောထားတယ်ဘာမှသဘောမနာဘူးစေဘူးနဲ့ဆွဲလို့မဟုတ်တာပေါ့fine ဒီတော့အစိမ့်နဲ့ဆွဲလို့ဒါဘယ်လိုခွဲခြားဆက်ဆံတာလဲမိုက်လူနေရာတော့အချင်းချင်းပြောရအောင်နောက်ဒီကို artist တယောက်နေတယ်ဒီဘက်ကအိတ်တံဒီလိုတော့လမ်းသွားရင်ကြည့်သွားတယ်ဒီတယောက်ဒီများဘာမှပြောဆိုဘာလို့ညနေဒီပြောတခါသွားဆွဲတော့ဒီခုရှိတယ်အဲ့ဥစ္စာအဲ့နေရာမှာကျွန်တော်ကတောင်းလို့ဆွဲတာသူကလည်းလူငယ်ပဲအဲ့လဲလဲမှာသွားဆွဲဆိုတော့ကျွန်တော်ကတော့တောင်းဆွဲတာတစည်းအကုန်ချဆိုတော့ဒီလိုဆွဲနေကြတော့ဒီခိုးဆွဲရပုံလားမဟုတ်ဒါပေမဲ့သူတို့မြင်တဲ့အနေဘယ်လိုမြင်လဲဆိုကျွန်တော်ခိုးဆွဲနေလို့ပဲထင်ပြီးတော့ကျွန်တော်တို့လာကောနင်းကိုခွင့်ပြုတဲ့ကြားတော့လေဒါဒီလိုဆွဲနေရတယ်နင်းကိုဘယ်လိုဆွဲလဲပြောတယ်လို့ပါအဲ့တော့ကျွန်တော်တို့ပြန်ပြောပြောဥစ္စာသူတို့စိတ်ထဲမှာမြင်တဲ့အမြင်တို့ဘယ်လိုမြင်နေလဲတော့မသိဘူးအမှုရမြင်နေကိုယ်မှကိုဆွဲပါလားနော်ပါလေကိုယ်မှကိုဆွဲပါလားနေရာနေဟာနန်းနေရာပါလို့လားကိုယ်မှကိုဆွဲအုံးနေပြန်ကြီးနေရာလည်းမရှိဘူးလို့ပြောတယ်အဲ့ဒါမြင်တဲ့နေရာလည်းမမိုက်ဘူးလက်ခံနေတယ်ပေါ့ဟိုဒါမီဒီယာတစ်ခုပဲအမှုပညာဟိုလောက်တဲ့နေရာမှာစေဘူးဆိုတာဒီစေဘူးနဲ့မှာစုပ်တယ်နေမှာမဟုတ်ဘူးအမှုပညာလို့ဒီပေါ့နော်ကဘာမှမိုင်းကိုပဲဖြစ် public ကိုပဲဖြစ်ဟိုမှာ media ကိုပဲဖြစ်ဒီလိုဘက်ကဘာ message ပေးခြင်းဟိုကဘာ message ပေးခြင်းလဲဟိုက graffiti နဲ့ပတ်သက်တယ်ကျွန်တော်တို့အခုရေးနေတဲ့ဟာရောကျွန်တော်တို့အခုရေးရတယ် web ဆိုတော့ရေးတယ်ဟိုမှာလူတယောက်ကဒီတော့ကိုကဘာလုပ်နေလဲဘယ်ထိလုပ်မှာလဲဘယ်လောက်ထိလုပ်မှာလဲဟိုဘာအတွက်လုပ်ချင်တာလဲဘယ်သူအတွက်လုပ်ချင်တာအဲ့ဒါကိုဘာနဲ့ပဲတည်ပြီးတော့ရေးရဥစ္စာတွေကျွန်တော်တို့က message ပေးနေတော့ပေါ့နော်ဟိုလူကကိုဘာအတွက်လုပ်နေလဲဘယ်သူအတွက်လုပ်နေလဲဘယ်နေရာထိရောက်အောင်တော့လုပ်မှာလဲ
နေ့နာမလေးတစ်ချက်လောက်ပြောပြပါ ကျွန်တော်ခါခါကြောပါ ဒီကျွန်တော်တို့ကတော်ကြီးပတ်လန်းမှာဆွဲထားတဲ့ graffiti လေးနဲ့ပတ်သက်ပြီးတော့ဘယ်လို idea လေးရပြီးတော့ဆွဲရဲဆိုတာတစ်ချက်လောက်ပြောပြပါ သမဏဟိုမှာကျွန်တော်နိုင်ငံကိုလာလည်မယ်လို့တင်ကြတယ်ဒါအဲ့နဲ့ကျွန်တော်ကလည်းဒီကနေနိုင်ငံသားတယောက်နေကြိုးဆိုတဲ့ပုံစံပေါ့ဗျာအဲ့လိုနဲ့ဒီဆွဲကြတာ ဘယ်လောက်ကြာလဲအချိန်ဆွဲတာ အချိန်ကဗျာ2နာရီကျော်လောက်ကြာတယ်ည3နာရီနေပြီးမနေ့9နာရီလောက်ပြီ ဒီ idea လေးကြတော့ဘယ်လိုရလဲမြန်မာနိုင်ငံတော်အလံနဲ့ဘက်ကအိုဘားမားနဲ့ကို match ပြောဗျာဒီအိုဘားမားကြောင့်အမေရိကန်လာတယ်သူကနိုင်ငံချစ်ကြည်ရေးပေါ့ဗျာပြောရမယ်ဟုတ်ကဲ့အဲ့လို တော့ကြားတာတကူကဒီဟာလေးကိုဆွဲပြီးတော့တိတ်မကြဘူးအချိန်ပိုင်းလေးမှာဖြတ်သွားတယ်ဆိုပြီးတော့အဲ့ဒါလေး Facebook မှာတက်လာတာတွေ့ဟုတ်ကဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီလေးဘက်ကဘယ်လိုမြင်လဲ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဗျာဘယ်လိုလဲဆိုတော့ကျွန်တော်ပုံရတော့ဒါကဘယ်မှမဆိုဗျာမတည်မြဲဒီကြားခေါ်ရတဲ့အတိုင်းပဲအဲ့တော့ကျွန်တော်ကလည်းပုံဖြတ်ခံရတော့စိတ်တော့မှာဟိုသတင်းစာတွေပိုင်းထဲမှာလည်းပါတယ်ပေါ့ဒါလေးကဟိုပါပေါ့ရုပ်ဆိုးတဲ့အကြီးတန်းတယ်ပေါ့သူတို့အဲ့လိုပြောတာလေးတွေရှိတယ်နောက်တစ်ခုကအစိုးရဘက်ကအတိမတ်ပြုလာအောင်ပေါ့ဟုတ်ဒူတွေကလည်းမြင်တဲ့နေရာမှာတယောက်တစ်မျိုးစီပြောကြတာလေးရှိတယ်အမှုပညာကိုအမှုပညာလို့မြင်တဲ့လူကများတယ်တချို့ကတော့မြင်တယ်အဲ့ဒါလေးနည်းနည်းရှင်းပြပေး အဲ့ဒါလေးဘယ်လိုလဲဆိုတော့ဒီလိုကိုပြောသလို public နဲ့နေရာရမယ်ဆိုရင်ကောင်းပါတယ်ဒါပေမဲ့ကျွန်တော်ကအခုဗျာလူကြီးပိုင်းနဲ့တင်လက်မခံဘူးကျွန်တော် gravity ဆိုဒီလို street art တွေပေါ့ဒါပေမဲ့ကျွန်တော်ကလူတွေလက်ခံအောင်ဒီဓာတ်ကိုလည်းအနုပညာဖောင်နဲ့ဝင်ရောက်အောင်ကျွန်တော်ကြိုးစားနေတယ်အခုလိုလမ်းမှာပုံနေတဲ့လူတွေအားလုံးဘယ်လိုလဲဆိုတော့ဗျာကျွန်တော်လူတွေအကြိုက်ကိုကျွန်တော်လိုက်လုပ်တာကျွန်တော်ကိုယ်အကြိုက်ကိုမလုပ်အဲ့လိုပုံစံမျိုးလူတွေလက်ခံအောင်လုပ်